နွေရာသီကျောင်းပိတ်ရက်မှာတွေ့ရတတ်တဲ့ငတုံး10ယောက်ဒီနေ့ဗီဒီယိုမှာတော့နွေရာသီကျောင်းပိတ်ရက်ရောက်တိုင်းအများအားတွေ့ရတတ်တဲ့ဒါမှမဟုတ်သင်ကိုယ်တိုင်လည်းဖြစ်နေနိုင်တဲ့ငတုံး10မျိုးအကြောင်းကိုပြောပြပေးသွားပါမယ်။ကဲသင်ရောဘယ်မျိုးစားထဲမှာပါနေလဲဆိုတာကြည့်လိုက်ကြရအောင်ဗျာ။နံပါတ်1အိမ်မက်နိုင်ငံက Icarus ပထမဆုံးမျိုးကတော့အိယာနဲ့ခန္ဓာကိုယ်ကောက်ကတ်ထားသလားထင်ရတယ်သူတွေပါ။သူတို့ရဲ့တိုင်းစုံကမြန်မာစံတော်ချိန်နဲ့မသွားပါဘူး။ညမဆိုမိုးလေးပေါဖုံးပို့နေမယ်ဂိမ်းစော့မယ်မနှက်ချရင်တော့နေဖိန်ထိုးတာတော့မထကြတော့ပါဘူး။နေနေညမှားနေတဲ့သွေးဆုပ်ဖုတ်ကောင်လေးတွေလို့ခေါ်ရင်လည်းမမှားပါဘူး။နံပါတ်2အစီအစဉ်ဆွဲပြီးတော့မလုပ်တဲ့သူဒီနေရာဒီမှာတော့ဂျင်းစော့မယ်အင်္ဂလိပ်စာသင်တန်းတက်မယ်စာအုပ်တွေဖတ်မယ်ဆိုပြီးတော့စာမေးပွဲမပြီးခင်ကတည်းကမာစတာပလန်ကြီးဆွဲထားတဲ့သူတွေပါတကယ်တမ်းပိတ်ရက်လေးရောက်ရောက်ဆွဲထားတဲ့ပလန်တွေအကုန်လုံးရေစော်မြုံးသွားပြီးတော့အိယာဘောကနေကုန်မစင်းဖြစ်တော့တဲ့သူတွေဖြစ်သွားတယ် Oh my god နံပါတ်3ဂိမ်းထဲမှာအိမ်ဆောင်နေတဲ့သူလူရသည်ဆိုတာသူတို့အတွက် run တင်ဖို့အကောင်းဆုံးချိန်ပါပဲအပြင်မှာဘလောက်ပူပူဘာတွေပဲဖြစ်ဖြစ်ဂရုမစိုက်ပါဘူးသူတို့ကဘာကဖုန်းဆက်ခရင်သို့မဟုတ်ကွန်ပျူတာမော်နီတာရှေ့မှာပဲလျက်တက်နေပါတယ်တမင်းစားဖို့တော့အမေကလာခွန့်ကျွေးရမလို့ဖြစ်နေတဲ့သူတွေပါနံပါတ်4ရေခဲတစ်တာတကယ်ဆောင်ပြင်းလာတိုင်းအိုက်လာတိုင်းရေခဲတစ်တာကိုသွားဖွင့်ကြည့်တတ်တဲ့သူတွေပါရေခဲတစ်တာထဲမှာဘာမှအသက်မရောက်လာဘူးဆိုတာတီးတီကြီးနဲ့ကို9မိနစ်တခါသွားဖွင့်ကြည့်လေရမှကျင်းတဲ့သူတွေဖြစ်ပါတယ်နံပါတ်5အပူသေးကြီးအမြဲတမ်းပူတယ်နဲ့ညင်းနေတတ်တဲ့သူတွေပါပူရင်ရေသွားချိုးပါလားဆိုတော့လည်းမချိုးဘူးပြင်းသွားရင်ပူမယ်ဆိုတာတီးတီကြီးနဲ့လည်းအပြင်းထွက်ချင်သေးတယ်ပါဇက်ကသာပူတယ်ပြောနေတာတကယ်တမ်းအပူသက်သာအောင်ဘာမှမလုပ်တဲ့အလွဲလေးတွေပါနံပါတ်6ဂလိုးအမယ်ဆိုပြီးတော့ဝါလာတဲ့သူကျောင်းပြန်ဖွင့်ရင်လှသွားအောင်စကင်ကဲမယ်ဝိတ်ချမယ်လို့ကြွေးကြော်ထားတဲ့သူတွေပါဒါပေမဲ့တကယ်လက်တွေမှာတော့နေလေပဲရေခဲမုတ်စားညလေချင်းခေါက်ဆွဲပြုတ်စားနဲ့ကျောင်းပြန်ဖွင့်ချိန်မှာဂလိုးအမဖြစ်လာပဲဂရိုးအဝါလာတဲ့သူတွေပဲဖြစ်ပါတယ်နံပါတ်9မျက်လုံးကျုံမတတ်ဇလန်းကြီးတဲ့သူစာမေးပွဲအတွင်းမှာမကြည့်လိုက်ရတဲ့ဇလန်းတွဲတွေကိုမအိပ်မနေအငမ်းမရကြည့်တတ်တဲ့သူတွေပါစီဇန်တစ်ခုလုံးကိုတရက်ထဲနဲ့အပြည့်ကြည့်နိုင်တဲ့စူပါပါဝါပိုင်ရှင်တွေလည်းဖြစ်ပါတယ်မျက်လုံးကအနီရောင်တန်းနေပေမဲ့နောက်တစ်ပိုင်းပဲကြည့်တော့မယ်ဆိုပြီးတော့ကိုလိမ့်နေတတ်ကြပါတယ်နံပါတ်10လေလွတ်နေသောဝိညာဉ်အိမ်မှာတရက်လေးတောင်ငြိမ်ငြိမ်မနေနိုင်တဲ့သူတွေပါအပြင်မှာ40ဒီဂရီလောက်ပူနေပါသေးတငယ်ချင်းတွေကိုဖုံးဆက်ပြီးတော့အတင်းအပြင်ထွက်ဖို့ချိန်တတ်ပါတယ်သွားစရာနေရာမရှိရင်တော့လမ်းထိပ်ကကော်ဖီဆိုင်မှာသွားထိုင်နေရမှကျင်းနေတဲ့သူတွေပါနံပါတ်9အလုံးမရှိပြင်းနေလို့អော်နေတဲ့သူအချိန်တွေအများကြီးပူနေပေမဲ့ဘာလို့ရမှန်းမသိတဲ့သူတွေပါဝါသနာပါတာလေးလုပ်ပါလားဆိုတော့လည်းပြင်းနေစာအုပ်ဖတ်ပါလားဆိုတော့လည်းပြင်းနေဆိုရှယ်မီဒီယာပေါ်မှာဘောဆိုပြီးတော့စတေးတက်တင်ဖို့လောက်ပဲသိတဲ့သူတွေပါနံပါတ်10ကျောင်းမြမြန်ပြန်တက်ချင်နေတဲ့သူနောက်ဆုံးတစ်ပြုတ်ကတော့အဆန်းဆုံးပါပဲပိတ်ရက်တွေကြာလာတဲ့အခါအိမ်မှာနေရတာရိုးအီလာပြီးတော့တငယ်ချင်းတွေနဲ့ပြန်ဆုံကျင်တာကြောင့်ကျောင်းမြမြန်ပြန်ဖွင့်ပါတော့လို့ဆူတောင်းနေတဲ့သူတွေပါစာသင်ကျင်လို့တော့မဟုတ်ဘူးနော်အိမ်မှာပြင်းလွန်းလို့ပါကဲဒီ10မျိုးထဲမှာသင်ကောဘယ်မျိုးစားထဲမှာပါနေလဲဒါမှမဟုတ်သင်တငယ်ချင်းတွေထဲမှာရောဒီလိုငတုံးလေးတွေရှိလားအောက်ကကွန်မန့်မှာမန်ရှင်းခေါ်သွားပြီးတော့ဆွေးနွေးသွားကြပါဦးဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like and share လေးလုပ်ပေးခဲ့ဖို့မမေ့နဲ့နော်နောက်ထပ်လည်းအခုလိုပြောစရာကောင်းပြီးတော့အကျိုးရှိမဲ့ဗီဒီယိုတွေကြည့်ချင်တယ်ဆိုရင်တော့နေလေးအနာဒီမန်ကို subscribe လုပ်ထားဖို့တောင်းဆိုလိုက်ပါတယ်အားလုံးပဲပျော်ရွှင်စရာနေရာသည့်ပိတ်ရက်လေးဖြစ်ပါသည်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်